မိဘပြည်သူများရှင်ကျမခုတင်ဆက်ပေးမယ့်အစီအစဉ်လေးကတော့ပြည်သူအတန်ကဏ္ဍလေးကဖြစ်ပါရှင်ကျမတို့စီကိုပေးပို့တဲ့ပြည်သူအတန်စာပေလေးတွေကများပြားတဲ့အတွက်အလှည့်ကျဖတ်ရှုပေးပါမယ်ရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ရှမ်းပြည်နယ်ကနေကျမတို့စီကိုရောက်လာခဲ့တဲ့စာလေးဆောင်တာဖြစ်ပါရှင်စာပါအကြောင်းအရာလေးကိုကျမပြည့်စုံဖတ်ပြပါမယ်ရှင်အမရေးတဲ့အခုပေးပို့တဲ့ပြည်သူအတန်လေးကိုပြည်ထောင်စုအစိုးရသိအောင်ဖတ်ပြပေးပါ UWSA ကသူ့ရဲ့တစ်ခွန်တဲ့စစ်ဒေသအောက်မှာအသက်ဖွဲ့စည်းထားတဲ့တပ်မဟာခွန်သက်3အတွက်တပ်သားတက်စုဆောင်းနေပါတယ်အမားတဲ့မေလစမ်းပိုင်းကစပြီးတော့တန်ရန်မြို့နယ်ကကျေးရွာအုပ်စုအားလုံးကအုပ်ချုပ်မှုတာဝန်ရှိတဲ့လူတွေကိုခေါ်ပါတယ်တဲ့ပြီးတဲ့အခါမှာမေလ20ရက်နောက်ဆုံးထားပြီးတော့စစ်သားတွေစုဆောင်းရမယ်ပြီးတဲ့အခါမှာသူတို့ဝါတပ်ဖွဲ့စီကိုပို့ဆောင်ပေးရမယ်ဆိုပြီးပြောသွားပါတယ်တဲ့သူတို့ကပြောပါတယ်အမရဲ့တဲ့စစ်တပ်နဲ့6လပဲတက်ရမယ်ပြီးတဲ့အခါမှာမိမိရဲ့ရွာဒေသအတွက်လုံခြုံရေးပြန်လုပ်ရမယ်လို့ပဲပြောပါတယ်တဲ့ဒါမဲ့အမရဲ့တဲ့ရှမ်းပြည်နယ်မှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ရွာလူတွေကကြောက်ကြတယ်လို့ပြောပါရှင့်ကျေးရွာတရွာကိုအနည်းဆုံး30ကနေလူရောက်90ကျားစစ်သားစုဆောင်ပြီးပို့ပေးရမယ်လို့ပြောတော့ပါတယ်အမရဲ့တဲ့ဘယ်လူမျိုးမဆိုဘဲဘာသာမဆိုရတယ်ဆိုပြီးတော့လည်းပြောပါတယ်တဲ့စစ်သားတက်တွေမစုဆောင်ပေးနိုင်ဘူးဆိုရင်ကျေးရွာအုပ်ချုပ်မှုတွေကဟုန်ပန်းစိုက်ပျိုးရေးခြံမှာတွားရောက်ပြီးတော့ဖြည့်ရှင်းရမယ်ဆိုပြီးကျွန်တော်တို့မိတ်ပေးသွားပါတယ်တဲ့2024တုန်းကလည်းတန်ရန်မြို့နယ်တွေကဝါလူမျိုးမိသားစုတွေကိုအိမ်တော်စုစင်ကောက်ပြီးတော့စစ်မှုထမ်းဖို့စစ်သားစုဆောင်တာရှိပါတယ်တဲ့ဒါပေမဲ့အခုကကြတော့ဝါလူမျိုးတွေမကအခြားလူမျိုးတွေကိုပါစုနေလို့ရွာတွေကအချုပ်လူတွေထွက်ပြေးကုန်ကြပါပြီအမရဲ့ကျွန်တော်တို့ဒေသခံတွေကတန်ရန်မြို့နယ်အတွင်းမှာဒီဝအဖွဲ့အစည်းရပေါ့နော်စစ်သားတွေစုဆောင်နေတဲ့ကိစ္စတွေမလုပ်ဖို့နဲ့ပြီးတော့ကျွန်တော်တို့စက်ကြီးကောက်နေတဲ့ကိစ္စတွေမလုပ်ကြဖို့အတွက်ကိုတဲ့ကျွန်တော်တို့ SFPP နဲ့ SSA အဖွဲ့တွေစီကိုကိုညီတောင်းခံတဲ့စာလေးလည်းပေးပို့ခဲ့ပါတယ်တဲ့ဒါပေမဲ့ဒီအဖွဲ့တွေကကျွန်တော်တို့စီကိုယနေ့ထိအကြောင်းမပြန်သေးပါဘူးခင်ဗျာတဲ့ဒါကြောင့်ကျွန်တော်တို့ပြည်သူအတန်လေးကိုပြည်ထောင်စုအစိုးရသိအောင်ဖတ်ပြပေးပါဆိုပြီးပြောလာပါတယ်ရှင်ကျွန်တော်တို့ကလည်းလက်နက်ကိုင်အဖွဲ့တွေလည်းမဝင်ချင်ပါဘူးမရဲ့တဲ့ဒါကြောင့်ကျွန်တော်တို့ကိုကူညီပေးပါအောင်ဆိုပြီးပြောကြားထားပါတယ်ရှင်ကျမဒီစာလာလေးဖတ်ပြီးတဲ့အခါမှာရင်မောသွားပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံမှာကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဆိုတာရှိရပေါ့နော်။ဒါနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုဒီပြည်ထောင်စုအစိုးရအာဏာရဲ့ကင်းလို့ရနေရာမှာရှိတာမဟုတ်ဘူးရှင်။အားလုံးဟာပြည်ထောင်စုအစိုးရအာဏာစီစဉ်တဲ့အတိုင်းပဲအတိအကျလုံးဆောင်ရတာပေါ့နော်။ဒီလိုဒီဝါတပ်ဖွဲ့တို့ဘာလို့ကစစ်သားစုဆောင်တဲ့ကိစ္စရပ်တွေကဒီလိုမျိုးလုံးဆောင်နေဆိုတဲ့အရာကကျမတို့ဘလို့သွားပြီးတော့ပြောရမှာလည်းမသိတော့ဘူးရှင်။တန်ရန်ဆိုတာကတန်ရန်မြို့อ่ะပေါ့နော်ဝါရဲ့ကိုပေါ့အချုပ်ကိုရဒေသတွေမှာရှိနေမြို့မဟုတ်ဘူးရှင်သူနဲ့နေနေချင်းထိဆက်နေတဲ့မြို့ပဲအဲ့ဒီမြို့မှာဆိုရင်တိုင်းရင်းသားတွေနေကြတယ်ပေါ့နော်အဓိကရှမ်းလူမျိုးတွေနေကြတယ်လို့သိရပါတယ်ရှင်အခုဆိုသူတို့ဒီဒုက္ခရောက်နေသူတို့ဘယ်သူကဲတင်မှာလဲရှင်တန်ရန်ကိုဝါအဖွဲ့တွေဝင်ရောက်လာခဲ့တာကဒီ139နှစ်ကိုဒုတိယပိုင်းနောက်ပိုင်းကနေပြီးတော့တက်တော်နဲ့ညှိနှိုင်းပြီးတော့မြို့ထဲဝင်လာခဲ့တယ်ဆိုပြီးတော့လေကျမတို့အားလုံးသိပြီးသားကိစ္စဖြစ်ပါတယ်ဒီတော့ဒီလိုကိစ္စတွေဖြစ်နေတာတက်မတော်ကမသိဘူးလားမြို့ရဲ့လုံခြုံရေးမြို့ရဲ့ကိစ္စတွေကိုဝါအဖွဲ့အစည်းကဝိုင်းဝန်းလှုံ့ဆော်ပေးနေရလို့တက်မတော်ကသတ်မှတ်ထားတယ်ဆိုရင်အခုလိုမျိုးလူသေးစုဆောင်တဲ့ကိစ္စတွေရောဘလို့အကြောင်းပြချက်တွေနဲ့လုပ်နေရလဲရှင့်ဝါအဖွဲ့အစည်းကတဖြည်းဖြည်းအင်အားစစ်အင်အားပေါ့နော်ကြီးမားအောင်လှုံ့ဆော်နေတဲ့အခြေအနေတစ်ခုမှာတက်မတော်အနေနဲ့ရောသူ့ရဲ့လှုံ့ဆော်ချက်တွေပေါ်မှာစမ်းစစ်ဖို့အတွက်အခြေအနေတစ်ခုလေးများမပေးသေးဘူးလားရှင့်ကျမတို့ကစစ်ရေးစစ်ရာတွေကမပြောချင်ပါဘူးရှင်။ဘာကြောင့်လဲဆိုတော့ကျမတို့အပြည့်အဝနားလည်နိုင်တဲ့အခြေအနေတစ်ခုမရှိတဲ့အတွက်မပြောတာပါ။ဒါပေမဲ့အခုချိန်မှာဆိုရင်ပြည်သူတွေကဒုက္ခရောက်နေကြပြီရှင်။ဒီဝါဖွဲ့စည်းရဲ့စစ်သားစုဆောင်မှုကိုပြည်သူတွေလက်မခံအောင်ရှင်။သူတို့ဖွဲ့စည်းတွေလည်းမဝင်ချင်ဘူး။ဒီတော့သူတို့ကိုဘယ်သူကကယ်မှာလဲရှင်။သူတို့အနေနဲ့အားကိုးရရှာပြီးတော့ SSPP တို့ SSA တို့စီစာပို့တယ်။ဒါပေမဲ့ဘယ်သူမှသူတို့အဖက်မလုပ်ဘူး။တက်မတော်ကရောသူတို့ကယ်တင်ပေးနိုင်မှာလား။ဒီမေးခွန်းတွေကကျမဒီကနေလာထိုင်ပြီးစဉ်းစားနေတာကျမစဉ်းစားနေနဲ့အဖြေမထွက်ပါဘူးရှင်ဒီပြည်သူတွေလည်းအဖြေမထွက်တဲ့အတွက်ကျမတို့စီကိုဒီလိုမျိုးစာပေလေးပေးပို့လာတယ်ကျမမြင်ပါတယ်ရှင်သူတို့အားကိုးရရှာလို့ပဲကျမမြင်ပါတယ်ဒါပေမဲ့ကျမတို့မီဒီယာတစ်ခုအနေနဲ့ကတော့ဒါတွေကကိုကျင်တဲ့ကိစ္စဟုတ်မနေဘူးရှင်ဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေသိနိုင်အောင်ပဲကျမတို့ဖတ်ပြပေးတာဖြစ်ပါတယ်ပြည်သူတွေအစိုးရပူပန်မှုတွေကတော်တော်ကိုရေချိန်မြင့်တက်နေပြီဖြစ်တဲ့အတွက်ရေစုမှတ်မကြော်ခင်မှာပေါ့နော်ပြည်သူတွေစိတ်နှလုံးအေးချမ်းစေဖို့အတွက်နေ့စဉ်ဘဝတွေကိုအေးချမ်းစွာဖြတ်သန်းနိုင်မှုအတွက်ဒီလိုလက်နက်ကင်အဖွဲ့အစည်းတွေကစစ်သားစုဆောင်မှုတွေပြုလုပ်နေရဲဆိုတာလေးကိုတက်မတော်ကကူညီတားဆီးပေးဖို့ရှိမရှိဆိုတာလေးကိုလည်းကျွန်မမေးခွန်းလေးထုတ်လိုက်ပေးချင်ပါတယ်ရှင်။ကျွန်မနိုင်ငံမှာပင်မအားကိုးရာတက်မတော်သားရှိပါရှင်။မြန်မာတက်မတော်တစ်ခုသာရှိပါရှင်။ဒါကြောင့်ဒီမေးခွန်းလေးကိုမြန်မာတက်မတော်စီကိုပဲကျွန်မပေးညှင်းတာဖြစ်ပါရှင်။လက်နက်ကင်အဖွဲ့အစည်းတွေကတော့အားလုံးသိကြတဲ့အတိုင်းပါပဲရှင်။သူတို့အချင်းချင်းကတော့အကျိုးစီးပွားတွေလည်းပတ်သက်ထားကြတယ်၊ပူးပေါင်းထားကြတယ်။ပေါ့နော်နိုင်ငံတော်ပေါ်မှာတစ္ဆာရှိလားမရှိလားဆိုတာတော့မှကျွန်တော်တို့မသေးကွဲဘူးဖြစ်နေတဲ့ရှင်အဖွဲ့အစည်းတွေကလေတက်မတော်ကိုပေါ်တင်ကြီးကိုလက်နက်နဲ့ကင်ပြီးတော့တိုက်ခိုက်နေတဲ့အဖွဲ့အစည်းလည်းရှိသလိုတက်မတော်ကိုမတိုက်ခိုက်ဘူးဆိုရင်လည်းအဲ့ဒီတက်မတော်တိုက်ခိုက်တဲ့အဖွဲ့တွေနောက်ကနေပတ်ပြီးတော့ထောက်ပံ့နေတဲ့အဖွဲ့တွေကလည်းရှိတယ်နဲ့ရှင်
ဘယ်အဖွဲ့အစည်းကနိုင်ငံတော်နဲ့မြန်မာတပ်မတော်ပေါ်သစ္စာရှိလဲဆိုတော့အခုချိန်မှာကျမတို့ဘလို့မှစဉ်းစားလို့မရတဲ့အခြေအနေတစ်ခုဖြစ်နေပါရှင်ဘသူ့ရုံလို့ရုံကမှမသိတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒါအပြင်တိုင်းသားလက်နက်ကင်တွေကဆိုရင်အချင်းချင်းကအကျိုးစီးပွားတွေဆက်ရှက်ထားကြတော့သူတို့ရဲ့သက်ဆိုင်ရာလူမျိုးတွေကိုလည်းကူညီဆောက်ရှောက်ခြင်းမလုပ်ဘူးရှင်ဥပမာအခုဆိုရင်ရှမ်းလူမျိုးတွေကိုဝတွေအနိုင်ကျင့်တာရှိရဲ့ TNL အနိုင်ကျင့်တယ် MNDAA အနိုင်ကျင့်တယ်ရှမ်းတပ်ဖွဲ့တွေမကူညီနိုင်ဘူးရှင်ဒါကလည်းတော်တော်ရင်နာဖို့ကောင်းတဲ့ကိစ္စပါပဲเนาะဒီရှမ်းတပ်ဖွဲ့တွေကဆိုရင်လည်းရှမ်းလူမျိုးတွေရဲ့ထောက်ပံ့မှုနဲ့ပဲရက်တည်နေတာလေဟုတ်တယ်မလားတခြားဝင်လမ်းကြောင်းတွေရောရှိမှာပေါ့ရှင်ဒါလေးတော့ကျွန်မထည့်မပြောတော့ပါဘူးဒါပေမဲ့ရွာတွေမှာဆိုရင်စက်ကြေးကောက်တာတွေလောက်ကြတာပဲဒီတော့ဒီကြေးရွာသူကြေးရွာသားတွေချွေးတဲ့စာနဲ့ရက်တည်နေတဲ့အဖွဲ့အစည်းတွေကကြေးရွာသူကြေးရွာသားတွေဒုက္ခရောက်တဲ့အချိန်ကျတော့လှည့်မကြည့်နိုင်ကြဘူးဘယ်သူမှလည်းကူညီစောင့်ရှောက်ခြင်းမလုပ်ကြဘူးအခုစာပုတ်ပေးတာတော့မှစာမပြတ်နိုင်တဲ့အဆင့်ထိဆိုတော့ကျမတို့ကပဲတက်မတော်ကူညီပါအောင်ဆိုပြီးတော့ပဲကြားတဲ့အကူညီတောင်းပေးရတာပေါ့ရှင်ဒီလိုလက်လက်တွေကန်ရတဲ့အကြောင်းရင်းမေးလိုက်လို့ရှင်လဲအားလုံးကကိုစီကိုလူမျိုးကာကွယ်ဆောက်ရှောက်ဖို့ကြည့်ပဲအခုကာကွယ်ဆောက်ရှောက်ဖို့လိုနေပြီလေအဲ့လက်လက်ကြီးကန်ပြီးဘာလုပ်ကြမှာလဲရှင်နည်းနည်းပါးပါးကူညီဆောက်ရှောက်ကြပါအောင်ကြည့်ရမှာရှိတဲ့လူတွေကိုမြန်မာတက်မတော်ကဒီချိန်မှာအရန်ကိုအလုပ်တွေများပြီးတော့အားလုံးကိုကာကွယ်ဆောက်ရှောက်နိုင်ခြင်းမလုပ်သေးနိုင်တဲ့အခြေအနေမှာကိုလူမျိုးနဲ့တက်ဆိုင်ရာတပ်ဖွဲ့လေးတွေကနည်းနည်းပါးကိုလူမျိုးကိုဆောက်ရှောက်ကြပါအောင်ရှင်အခုဝအဖွဲ့ကဝင်ပြီးတော့လူဆွဲနေပြီရှင်စစ်သားတွေစုဆောင်နေပြီအခြားတိုင်းသားလက်နက်ကင်တွေဘာလုပ်ကြမှာလဲကိုတိုင်းသားတွေဝတ်တပ်ဖွဲ့တွေမှာစစ်သားတွေဖြစ်ကုန်ကြပြီလေအဲ့ဒီလူတွေကိုဝကဘယ်ပို့မလဲဆိုတော့လည်းမသိဘူးရှင်အဲ့ဒါလူတို့ကဘာလုပ်ကြမှာလဲမြန်မာကဟဲ့လို့ပဲပြောရတယ်မယ်လူတို့ဘာလုပ်ကြမှာလဲဝလုပ်ချင်လုပ်နေလူတို့ဘာလုပ်ကြမှာလဲစစ်ပွဲဆိုတာမကြိုက်တဲ့ပြည်သူတွေမြန်မာပြည်မှာအများကြီးရှိပါတယ်ရှင်တော်တော်များများရှိပါတယ်ဒါကြောင့်အားလုံးကစစ်တိုက်ရှင်နေတယ်လက်နက်ကင်အဖွဲ့အစည်းတွေဝင်ကျင်နေတယ်လို့မထင်ပါနဲ့ရှင်ဘယ်သူမှမဝင်ကျင်ပါဘူးတောသူတောင်သားတွေပို့ဆိုးပါတယ်ကိုယ့်အကိုရာမြေလေးစိုက်ပြီးအေးချမ်းနေကျင်ကြတာရှင်ဒီရှမ်းပြည်ပတ်မှာနေတဲ့လူတွေကလေအဲ့တော့အတင်းအဓမ္မသူများသားသမီးကိုတခါစစ်သားစုဆောင်ပြီးတော့အဲ့လိုတွတ်ထက်နေရဲဆိုတာဒါမတရားသောကိစ္စရှင်နိုင်ငံတကာသိရင်လည်းအဲ့ရှက်ဖို့ကောင်းတဲ့ကိစ္စပါနော်ဒါလေးတော့ကျွန်မအနေနဲ့ပြောပြလိုက်ချင်ပါတယ်ကျွန်မအနေနဲ့ဒီဒေတာမှာရှိတဲ့တိုင်းသားလေးတွေကိုပြောပြချင်တာကတော့ကျမတို့ Prime Media အနေနဲ့စာလွှာလေးဖတ်ပြရုံကလွယ်လို့ရှင်အခြားကူညီမှုပေးနိုင်တာတော့ကျမစိတ်မကောင်းပါဘူးရှင်ဒီဒေသမှာနေတဲ့မိဘပြည်သူတွေနဲ့လူငယ်လေးတွေအားလုံးတိုင်းသားလက်နက်ကင်တွေရဲ့အတင်းအဓမ္မလူသေးစုဆောင်ကနေဝကင်းဝေးကြပါစေလို့ဒါကျမအနေနဲ့ဆန္ဒပြုပါရှင်ဒါပေမဲ့ဒီဆန္ဒလေးဟာကျမဆန္ဒသာပြုလိုက်ရတာပါပြေဝခြင်းရှိမှာမဟုတ်ဘူးဆိုတာတော့ကျမကိုယ်တိုင်ပဲသိနေပါရှင်မိဘပြည်သူများရှင်ကျမသတင်းသုံးသပ်ချက်လေးကိုဒီနေ့မှာဒီလောက်နဲ့ပဲကျန်နာပြစေရှင်ကျမသတင်းသုံးသပ်ချက်လေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်